ညီလေးတို့အပိုင်းတစ်မှာကိုကြီးပြောခဲ့တာတွေမှတ်မိကြသေးလားလန်ကျင်းမြူ mace နဲ့ dengue cheese ဆိုတာဇက်ကောင်လေးဦး sniff scurry hem ဟောတို့ရဲ့စီးရိုက်လက္ခဏာတွေဒီနေ့အပိုင်းနှစ်မှာတော့ဒီပုံမြဲအတိကအလှဲ့အပြောင်းကိုရောက်လာပါပြီdengueပျောက်သွားပြီးနောက် hem နဲ့ haw ဆိုတဲ့တငယ်ချင်းနှစ်ယောက်ပါဖြစ်သွားလဲဘာလို့တယောက်ကနေရာတနေရာထဲမှာရပ်နေပြီးတယောက်ကလမ်းသစ်ကိုထွက်လန်းတာလဲဒီမေးခွန်းရဲ့အဖြေကမိလေးတို့ရဲ့ဘဝအတွက်အဖိုးတန်ဆုံးသင်ခန်းစာတွေဖြစ်လာပါလိမ့်မယ်။dengueဟာ station C မှာကုန်သွားတယ်။ sniff နဲ့ scurry ကdengueပျောက်တာနဲ့ချက်ချင်းdengueအသစ်ရှာဖို့လမ်းသစ်ထဲပြေးဝင်သွားတယ်။ hem နဲ့ haw ကတော့ရောက်နေကြနေရမှာပဲရပ်နေတယ်။ hem ကဒေါသထွက်ပြီးအော်တယ်။ဘသူငါdengueကိုရွှေ့တာလဲ။ဒါမတရားဘူး။ငါဒီdengueအတွက်ရပိုင်ခွင့်ရှိတယ်။ဒီ dengue ကငါဟာပဲ။ haw ကတော့တိတ်တိတ်လေးစဉ်းစားတယ်ဒီdengueဘာလို့ကုန်သွားတာလဲငါတို့ဒီလိုဖြစ်လာမယ်ဆိုတာကြိုမမြင်မိဘူးလားရက်တွေကြာလာတယ် hem ကdengueပြန်လာမယ်လို့မျှော်လင့်ပြီးစောင့်နေတယ် haw ကလည်းအစပိုင်းမှာအတူစောင့်ပေမဲ့နောက်ပိုင်းသဘောပေါက်လာတယ်ဒီdengueဘယ်တော့မှပြန်မလာတော့ဘူးငါကိုယ်တိုင်သွားရှာရမယ်ဒါပေမဲ့ haw မှာကြောက်စိတ်ရှိတယ်လမ်းတစ်ထဲမှာဘာရှိမလဲပျောက်သွားရင်ရောdengueမတွေ့ရင်ရောနောက်ဆုံးမှာ haw ကဆုံးဖြတ်လိုက်တယ်သူကနန်းရံပေါ်မှာစားတကြောင်ရေးလိုက်တယ်အကယ်၍မင်းမပြောင်းလဲဘူးဆိုရင်မင်းပျောက်ကွယ်သွားနိုင်တယ်။ပြီးတော့သူဟာလမ်းတစ်ထဲကိုခြေလန်းလှမ်းလိုက်တယ်။အစပိုင်းမှာသူဟာလမ်းမားသွားတယ်။အချင်းနီးသောလမ်းချင်းတွေထဲရောက်သွားတယ်။ဘိုက်စားတယ်ပင်ပန်းတယ်။ဒါပေမဲ့သူဆက်သွားတယ်။ပြီးတော့သူဒုတိယစာတန်းကိုရေးလိုက်တယ်။ကြောက်ရွံ့မှုမရှိရင်မင်းဘာလုပ်မလဲ။ဒီမေကွန်းလေးကဟောရဲ့ဘဝကိုပြောင်းလဲပစ်လိုက်တယ်။သူဟာကြောက်ရွံ့မှုကိုကြော်ဖြတ်ဖို့ဆုံးဖြတ်လိုက်တယ်ခရီးစဉ်တလျှောက်မှာဟောဟာအရေးကြီးတဲ့သင်ခန်းစာတွေကိုသင်ယူပြီးနန်းရံပေါ်မှာရေးမှတ်ခဲ့တယ်။ဒါတွေကစာအုပ်ရဲ့နှလုံးသားပဲ။စာတန်းတစ်အပြောင်းလဲကိုလက်မခံရင်ပျောက်ကွယ်သွားနိုင်တယ်။dengueကတနေရာထဲမှာအမြဲမရှိဘူး။ဘဝမှာအရာရာကပြောင်းလဲတယ်။မပြောင်းလဲတဲ့သူဟာနောက်ကျကြံခဲ့တယ်။စာတန်းနှစ်ကြောက်ရွံ့မှုမရှိရင်မင်းဘာလုပ်မလဲ။ဒီမေကွန်းကကြောက်ရွံ့မှုရဲ့တန်ကြိုးတွေကိုဖြတ်တောက်ပစ်တယ်။ကြောက်ရွံ့မှုကမင်းကိုနေရာတနေရာထဲမှာရပ်တန့်စေတယ်ဒါပေမဲ့အဲ့ဒီကြောက်ရွံ့မှုကိုရင်ဆိုင်လိုက်ရင်အခွင့်အလမ်းတွေပေါ်လာတယ်။စာတန်းသုံးရှေးဟောင်းယုံကြည်ချက်တွေကမင်းကိုdengueအသစ်ရှာဖွေခြင်းကနေတားဆီးတယ်။ dengue ဟာ station C မှာပဲရှိတယ်ဆိုတဲ့ယုံကြည်ချက်ကဟောကိုနေရာတနေရာထဲမှာရပ်နေစေတယ်။အဲ့ဒီယုံကြည်ချက်ကိုဆွတ်လွတ်မှလမ်းသစ်ကိုရှောင်နိုင်တယ်။စာတန်းလေးdengueအသစ်ကိုစောင့်မျှော်နေတဲ့အခါစိတ်ကူးရင်ကြည့်ပါ။အဲ့ဒါကမင်းကိုရှာဖွေဖို့ကူညီလိမ့်မယ်။ဟောဟာdengueအသစ်ကိုစိတ်ကူးရင်ကြည့်တယ်အရသာရှိတဲ့dengueအသစ်ဒါကသူ့ကိုဆက်သွားဖို့ခွန်အားဖြစ်စေတယ်ခရီးရှည်ကြီးသွားပြီးနောက်ဟောဟာလမ်းကျင်းမြူထဲမှာအလင်းရောင်တစ်ခုမြင်လိုက်တယ်သူဖြည်းဖြည်းချင်းရှောက်သွားတယ်အဲ့ဒီမှာ station N dengueအသစ်တွေအများကြီးအရင်ကထက်တောင်ပိုများတယ်ပိုကောင်းတယ်ပြီးတော့အဲ့ဒီမှာ sniff နဲ့ scurry ကိုတွေ့လိုက်တယ်သူတို့ကdengueအသစ်ကိုစောစောစီးစီးရှာထွေပြီးသားဟောဟာပျော်ရွှင်စွာdengueကိုစားလိုက်တယ်ပြီးတော့သူနောက်ဆုံးစာတန်းကိုရေးလိုက်တယ်dengueဟာလမ်းကျင်းမြူထဲမှာအမြဲရှိတယ်။ဒါပေမဲ့တင်ကကြောက်ရွံ့မှုကိုကြော်လွှားပြီးရှာဖွေဖို့ဆုံးဖြတ်မှသာတွေ့နိုင်တယ်။ဒါပေမဲ့ hem ရောဟောဟာ hem ကိုတတိရတယ်။သူတငယ်ချင်းက station C မှာပဲရပ်နေစေတယ်။ dengue ပြန်လာမယ်လို့မျှော်လင့်နေစေတယ်။ဟောဟာ hem စီကိုပြန်သွားပြီးလမ်းသစ်အကြောင်းပြောပြခြင်းပဲသူသိတယ်။ hem ကနားထောင်ဖို့အစင်းသင့်မဖြစ်သေးဘူး။ဒါကြောင့်ဟောဟာနောက်ဆုံးစာတန်းကို station C မှာရေးခဲ့တယ်။ပြောင်းလဲဖို့ဆုံးဖြတ်ချက်ကမင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲတခြားသူမင်းအတွက်မဆုံးဖြတ်ပေးနိုင်ဘူးပုံမြင်ကဒီလိုနဲ့အဆုံးသတ်တယ်ဒါပေမဲ့သင်္ကန်းစာကတော့ဆက်လက်ရှိနေတယ်အားတာချက်ဟောရဲ့ခီးစဉ်ကကြောက်ရွံ့မှုကိုကြော်လွှားဖို့လက်တွေ့ကျတဲ့လမ်းညွှန်းချက်တွေပေးတယ်နန်းရံဘော်ကစာတန်းတွေကမှတ်မိလွယ်ပြီးနေ့စဉ်သုံးလို့ရတယ်ဟမ်ရဲ့ပုံစံကညင်းဆန်ခြင်းရဲ့အန်ဒီရဲ့ကိုတတိပေးတယ်အားနေချက်တချို့အတွက်တော့ကြောက်ရွံ့မှုကိုကြော်လွှားပါဆိုတာတိတ်ရိုးရှင်းလွန်းတယ်လို့ထင်ရနိုင်တယ်။လက်တွေ့မှာစိတ်တန်ရာအကန့်အသတ်တွေကဒီလောက်လွယ်လွယ်မကျော်လွှားနိုင်ဘူး။ဒါပေမဲ့ဒီပုံပြင်ကစတင်ဖို့ပထမဆုံးခြေလှမ်းကိုလှမ်းဖို့လှုံ့ဆော်ပေးတယ်။ညီလေးတို့ဒီနေ့ကိုကြီးပြောပြခဲ့တဲ့ထဲမှာညီလေးအတွက်အထူးသဖြင့်စိတ်ဝင်စားစရာအကောင်းဆုံးစာတမ်းကပါလဲ။ကြောက်ရွံ့မှုမရှိရင်မင်းဘာလုပ်မလဲဆိုတဲ့မေးခွန်းလေးကိုဒီနေ့ကစပြီးကိုမေးကြည့်ပါ။ဒီမေးခွန်းကသင်ကြောက်နေတဲ့အရာကိုဖော်ထုတ်ပေးတယ်။ပြီးတော့အဲ့ဒီကြောက်စိတ်ကိုကြော်လွှားဖို့ပထမဆုံးခြေလှမ်းကိုလှမ်းဖို့ခွန်အားပေးတယ်။
တနေ့ကို9မိနစ်လောက်ဒီမေကုန်းကိုစဉ်းစားပါရလာတဲ့အဖြေကိုချရေးပါပြီးရင်အဲ့ဒီအဖြေတွေကသေးငယ်တဲ့ခြေလမ်းတစ်ခုကိုဒီနေ့စလမ်းပါတနေ့အတွင်းမှာညီလေးကဟောလို့ကြောက်ရွံ့မှုကိုကြော်လွားပြီးကိုယ့်ရဲ့ဒိန်းကဲအသစ်ကိုရှားတွေ့နိုင်ပါလိမ့်မယ်ကဲဒီနေ့အတွက် Who Moved My Cheese ရဲ့ဒုတိယအပိုင်းကိုဒီလောက်နဲ့ညီဟုံချုပ်လိုက်အောင်မယ်ညီလေးတို့မှတ်ထားရမယ်အတိကသင်ခန်းစာ3ခုကြောက်ရွံ့မှုကိုရင်ဆိုင်ပါကြောက်ရွံ့မှုမရှိရင်မင်းဘာလုပ်မလဲဆိုတဲ့မေးခွန်းကိုနေ့တိုင်းမေးပါရှေးဟောင်းယုံကြည်ချက်တွေကိုဆွန့်လွတ်ပါဒိန်းကဲကဒီမှာပဲရှိတယ်ဆိုတဲ့အတွေးကမင်းကိုနေရတနေရာထဲမှာရပ်တန့်စေတယ်ဒိန်းကဲအသက်ကိုစိတ်ကူးရင်မှာမင်းလိုချင်တဲ့အနာဂတ်ကိုမြင်အောင်ကြည့်ပါအဲ့ဒါကမင်းကိုရှေ့ဆက်ဖို့ခွန်အားဖြစ်စေတယ်အပိုင်း3နောက်တော့ဟောရဲ့နောက်ထပ်သင်ခန်းစာတွေလမ်းချင်းမျိုးတွေကလီဝတ်ချက်တွေဒိန်းကဲအသက်ကိုဘယ်လိုပျော်မွေ့ရမလဲဆိုတဲ့အကြောင်းတွေကိုအသေးစိတ်ဆက်ပြောပြမယ်ညီလေးတယောက်ရဲ့အာယုံဆိုင်မှုကသူ့ရဲ့အနာဂတ်ကိုတိဆောက်ဖို့အတွက်ပဲဖြစ်ရမယ်